အားလုံးပဲမင်္ဂလာပါ AMB Recap ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခုတင်ဆက်ပေးမယ့်ဇာတ်ကားကတော့2024ခုနှစ်ကထွက်ခဲ့တဲ့တရေကားကောင်းလေးပဲဖြစ်ပါတယ်ဇလန်းကတော့တင်းချိုင်းတစ်ခုကိုတူးမီယာကနေလွတ်မြောက်လာတဲ့ဂျပန်တရေနဲ့ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကိုရင်ထိတ်စွာကြည့်ရမယ့်ကားလေးပါ 10년 단 봐먹고 살았지만 여기는 도저히 모르겠다. 박재호 씨 우리한테 뭐 숨기는 거 있죠? 대살구슬 해보죠. 유세차임이 아, 이게 무슨 말이야? 발견됐다니. 뭐가 나왔다고 거기서. 겁나 험한 게. ဇလန်းအစမှာတော့ဘိုးဘေးတွေရဲ့အုပ်ကူမတူးဖို့ခင်မှာတူတန်မြေပြင်ကျွမ်းကျင်တဲ့မော်ဆရာတယောက်ဟာပုံမှန်အားဖြင့်မြည်စမ်းကြည့်ဖို့အတွက်မြေကြီးကိုလက်တဆုပ်စာအနေငယ်ယူလေးရှိတယ်ရရှိလာတဲ့အရာသာကပုံမှန်ဖြစ်နေရင်တော့သူဟာအဲ့ဒီမိသားစုကိုခေါင်းတလားဖွင့်ဖို့ကူညီပေးပါတယ်ဒါပေမဲ့ဒီနေ့မှာတော့မစ္စတာကင်ဟာမထိတွေ့အပ်တဲ့အရာတစ်ခုခုနဲ့ကြုံတွေ့ရတယ်လို့သူဟာတင်းချိုင်းကူပက်လေကမြေကြီးကိုမြည်စမ်းကြည့်လိုက်ပြီးသူ့ရဲ့မျက်နှာအမူအရာဟာချက်ချင်းပဲအေးဆက်သွားခဲ့ပါတယ်သူမော့ကြည့်လိုက်တဲ့အခါဂူဘေးမန်ရဲ့ကြောက်တိုင်ပေါ်မှာနာမည်တစ်ခုမှရှိမနေတာကိုရှာဖွေတွေ့ရှိလိုက်ပါတယ်သူတေးသေးချာချာတွားရောက်စစ်ဆေးတဲ့အခါမှာတော့ဘယ်ဘက်ထောက်မှာစာတန်းတစ်ခုကိုမြင်တွေ့ခဲ့ပါတယ်နောက်မှာတော့သူဟာဂူရဲ့ထိပ်မှာရက်ပြီးတော့အဝေးကိုလှမ်းကြည့်တဲ့အခါပို့ပြီးတော့စိတ်မလုံခြုံမှုကိုခံစားလိုက်ရတယ်အဲ့ဒါကြောင့်သူကအိမ်ပိုင်ရှင်ကိုသူတို့ရဲ့အဖိုးဖြစ်သူကိုခုလိုမျိုးမြုပ်နှံဖို့ဘသူကအဲ့လိုနေရာကိုရွေးချယ်ပေးခဲ့တာလဲလို့မေးလိုက်ပါတယ်အိမ်ပိုင်ရှင်ကသူ့ရဲ့အဖိုးဟာဒုတိယကမ္ဘာစစ်အတွင်းကကြီးမားတဲ့ပံ့ပိုးကူညီမှုတွေပြုခဲ့သူတဦးဖြစ်ပြီးအဲ့ဒီနှစ်တွေကဂူဘေးမန်တွေကိုဓမြတိုက်တာတွေအလွန်တောင်းကျမ်းနေတာကြောင့်အဖိုးဖြစ်သူအတွက်ဒီနေရာကိုရွေးချယ်ပေးခဲ့တာကသူ့တန်မော်ဆရာတယောက်ပဲလို့ပြောပါတယ်ဒါကြောင့်အဲ့ဒီမော်ဆရာကအဖိုးဖြစ်သူကိုဒီနေရာမှာမြုပ်နှံခိုင်းခဲ့ပြီးဂူဘေးမန်ကြောက်တိုင်ပေါ်မှာလည်းနာမည်မရေးခိုင်းခဲ့တာပါအိမ်ပိုင်ရှင်ရဲ့အဖြေကယုတ်တိရှိပေမဲ့မစ္စတာကင်ဟာသူ့ရဲ့စိတ်မလုံခြုံမှုခံစားချက်နဲ့အတူအလွန်ဝေခွဲမရဖြစ်နေတာနဲ့ဒါကြောင့်သူကဒီအလုပ်ကိုလက်မခံချင်ခဲ့ပါဘူးဒါပေမဲ့ဒီအရာကြောင့်ကင်ရဲ့တခြားအဖွဲ့ဝင်ကဒီအလုပ်ကိုလက်မလွတ်ချင်ပါဘူးအကြောင်းကတော့အိမ်ပိုင်ရှင်ကသူတို့ကိုဒီအလုပ်အပြီးသက်ဖို့အတွက်အခကြေးငွေများစွာကန့်လန့်ထားခဲ့တာကြောင့်ပါဒါကြောင့်သူတို့တွေပြန်ထွက်လာခဲ့ပြီးနီးလက်တစ်ခုကိုစဉ်းစားဖို့တိုင်ပင်ကြပါတယ်မစ္စတာကင်ကဒီအရာဟာအရန်အန်တရယ်များတယ်လို့ခန်းစားမိပြီးသူ့ရဲ့နှစ်30သက်တမ်းအတွင်းခုလိုကြမ်းတမ်းတဲ့မြေကွက်မျိုးတစ်ခါမှမကြုံဘူးကြောင်းနဲ့ဒီအရာရဲ့အမောင်စွမ်းအားကအလွန်ပြင်းထန်ဆိုးဝါးပြီးတောင်ပေါ်ကိုသွားကြတဲ့ကသူဟာတတောင်လုံးကိုပတ်ပတ်လဲကိုပိုင်တောင်တစ်ခုလိုခြံစည်းရိုးခတ်ထားတာတွေတောင်ထိပ်ကထွက်လာတဲ့အတန်တွေဂူးရဲ့ပတ်ပတ်လည်မှာမြေခွေးတစ်ကောင်ပေါ်လာတာကိုလည်းမြင်ခဲ့တာတွေကြောင့်ကိုရီးယားလူမျိုးတွေဟာမြေခွေးရှိတဲ့နေရာဟာအုတ်ကူတေဖို့မသင့်တော်ဘူးလို့ယူဆကြပြီးမစ္စတာကင်ဟာဒီနေရာကချိန်စာတင်မြေဖြစ်နေတာကိုမြင်တွေ့ခဲ့ရကြောင်းဒါကြောင့်သူကဒီနေရာဟာမကောင်းဆိုးဝါးဝိညာဉ်တွေကိုမွေးမြူရာနေရာဖြစ်တယ်လို့ပြောပြီးဒီနေရာကမြုပ်နှံမှုတင့်တော်တဲ့နေရာမဟုတ်ကြောင်းတကယ်လို့တမင်တကာဂူသွင်းမြုပ်နှံမယ်ဆိုရင်လူတွေဟာဒီအရာကြောင့်ဒုက္ခခံစားရနိုင်ပြီးအလွန်အန္တရာယ်ရှိကြောင်းပြောပေမဲ့မစ္စတာကင်ရဲ့အဖွဲ့ဝင်ကတော့ဒီခွင့်အရေးကိုလက်မလွတ်ချင်ပါဘူးဒါကြောင့်အဖွဲ့ဝင်တွေအားလုံးဆွေးနွေးတိုင်ပင်ဖို့အိမ်ပိုင်ရှင်စီကိုထွက်ခဲ့ကြပါတယ်တစ်ချိန်တည်းမှာပဲသူတို့ဟာအိမ်ပိုင်ရှင်ရဲ့ဒုက္ခတွေကိုသိရှိခဲ့ကြရပြီးသူ့အဖိုးကွယ်လွန်သွားပြီးနောက်အိမ်မှာစမ်းကြဲတဲ့အရာတွေစတင်ဖြစ်ပွားခဲ့ပြီးသူ့ရဲ့အဖေဟာလေးဖြတ်သွားခဲ့ပါတယ်ဒါကြောင့်သူဟာဝီချဲပေါ်မှာနေခဲ့ရပြီးသူ့ရဲ့အကူဖြစ်သူကလည်းစိတ်ရောဂါရကကိုတက်တည်သွားခဲ့တာပါအရင်ကအိမ်ပိုင်ရှင်ဟာအခြားသူတွေကိုတင်းချိုင်းမြေကြီးဖို့ခေါ်ခဲ့ဘူးပေမဲ့ဘသူကမှသူ့အဖိုးရဲ့ကူကိုမထိရဲခဲ့ကြပါဘူးအဲနောက်မှာမိသားစုတစ်ခုလုံးသူတို့ရဲ့အဖိုးနဲ့ဝေးရသူသွားရင်ဘေးအန္တရာယ်ကင်းနိုင်လိမ့်မယ်လို့ထင်ပြီးအမေရိကကိုပြောင်းရွှေ့ခဲ့ကြပေမဲ့ဒီအရာတွေကမလွတ်မြောက်ဘဲသူ့ရဲ့မိန်းမဟာကိုဝင်ပြစ်ကြခဲ့ပြီးမွေးလာတဲ့ကလေးဟာအကြောင်းမရှိငိုနေတာတွေဖြစ်ခဲ့ပါတယ်အမေရိကန်ရဲ့အကောင်းဆုံးစေယုံကြီးတွေမှာတော့အကြောင်းရင်းရှာမတွေ့ခဲ့လို့အိမ်ပိုင်ရှင်ဟာသူ့ကိုသူကာကွယ်ဖို့ခက်ခဲလာခဲ့တာကြောင့်သူဟာဝိညာဉ်တွေနဲ့စကားပြောနိုင်တဲ့မော်ဆီယာမဂျင်ကိုဆက်သွယ်ခဲ့ပါတယ်ကလေးငယ်ရဲ့သူငယ်အိမ်တွေကိုကြည့်ရင်သူမဟာသူတို့ရဲ့ဘိုးဘေးတွေမှာပြဿနာတစ်ခုခုရှိနေတာကိုမြင်တွေ့ခဲ့ပါတယ်။သူမကအိမ်ပိုင်ရှင်ရဲ့အဖိုးဝိညာဉ်ဟာမကျွတ်လွတ်ပဲဒုက္ခရောက်နေလို့နောက်မျိုးဆက်သားမျိုးတွေအတွက်ချိန်စာတင်ကဒုက္ခတွေဖြစ်စေတာလို့ပြောပြလိုက်ပါတယ်။ဒါပေမဲ့သူမဟာသူ့တန်မြေပြင်ပညာနဲ့တင်းချိုင်းကူအကြောင်းကိုနားမလည်တာကြောင့်ပူးပေါင်းဆောင်ရွက်ဖို့မစ္စတာကင်တို့အဖွဲ့နဲ့အတူပူးပေါင်းမှုရောက်လာခဲ့တာဖြစ်ပါတယ်။ဒီချိန်မှာတော့မစ္စတာကင်လည်းလက်ခံမှုဖြစ်လာပါတယ်။သူကတလုံးပေါ်မှာထွင်းထုထားတဲ့အရာဟာကိုအော်ဒီနိတ်တွေဖြစ်တယ်လို့ပြောပြီးဒီကိုအော်ဒီနိတ်တွေဟာတင်းချိုင်းကူရဲ့ဒီနေရာဖြစ်ကြောင်းနဲ့ဂျပန်မော်ဆရာဟာသူ့မှာဘသူ့ကိုမှမပြောပြတဲ့လှုပ်ဝက်ချက်တစ်ခုတေချာပေါက်ရှိခဲ့တဲ့ဇလန်းကိုကြားရပြီးနောက်သူတို့ဟာဒီအရာကိုမထီရဲခဲ့ပါဘူးလူတိုင်းတိတ်ဆိတ်နေတဲ့အချိန်မှာဂျင်ဟွာကအကောင်းဆုံးဖြစ်မဲ့အရာကိုအကြံပေးပါတယ်အဲ့ဒါကတော့နက်ပူဇော်ပွဲအခမ်းအနားနဲ့
ဝိညာဉ်ခေါ်ယူခြင်းကိုတပြိုင်နက်တည်းပြုလုပ်ဖို့ဖြစ်ပြီးဝိညာဉ်ရဲ့အာယုံကိုလွှဲပြောင်းမှုအတွက်ဝက်9ကောင်ကိုအသုံးပြုကာဖုံးကျွန်ဟာမြင်းသွေးကိုယူပြီးကုတူးမဲ့သူတွေကိုတုတ်ကာသူတို့ရဲ့စပင်အနှဲငယ်ကိုညှက်ပြီးဝက်ရဲ့ပါးစပ်ထဲကိုထည့်ပါတယ်ဒီလိုလှုပ်ခြင်းကဂူထဲမှာရှိတဲ့ဝိညာဉ်ရဲ့အာယုံဆိုင်မှုဟာတင်းချိုင်းကူကဝက်တွေစီကိုရောက်သွားမှာဖြစ်ပါတယ်။အဲနောက်မှာတော့ဂျင်ကတရေတစေတွေကိုမောင်းထုတ်ဖို့အတွက်ပူဇော်ပွဲနီလန်းကိုအသုံးပြုပါတယ်။အားလုံးပြီးသွားတဲ့အခါဖုံးကျွန်ဟာဘုံကိုတိခတ်ရင်မန္တန်တွေကိုရွတ်ဖက်ကဘေးနားမှာရှိနေတဲ့ဂျင်ကနက်တွေရဲ့အကာအကွယ်ရှိမရှိဓာတ်နဲ့သူ့ကိုသူထိုးကာစမ်းသက်ပြီးနောက်မှာတော့ဂျင်ကဂူတူးသမားတွေတူးနေကြချိန်ဝက်9ကောင်ကိုအဆက်မပြတ်ထိုးနှက်နေပါတယ်။အဓိကရည်ရွယ်ချက်ကတော့ဒီတင်းချိုင်းကူကိုမကောင်းဆိုးဝါးကသတိမပြုမိစေဖို့ကူညီပေးဖို့ဖြစ်ပြီးကင်ကတော့စိုးရိမ်နေကဂူကိုပဲစတိုက်ကြည့်နေခဲ့ပါတယ်။ကင်ကမထိန်ချုပ်နိုင်တဲ့အရာတစ်ခုခုဖြစ်လာမှာကိုပဲကြောက်နေတာပါ။ကံကောင်းစွာနဲ့နိုင်ဝက်ခန့်ကြမှာပဲ။ဂူတူးသမားတွေဟာနောက်ဆုံးတော့တစ်သားကောင်းတလားကိုတူးဖော်မိခဲ့ကြပါတယ်။ကင်နဲ့ရောင်အန်တို့အောက်သို့ဆင်းသွားတဲ့အခါသူတို့ချက်ချင်းပဲကြောချမ်းသွားခဲ့ပါတယ်။သူတို့နှစ်ဦးကောင်းတလားပေါ်ကမြေကြီးပေါ်မှာရှောက်သွားတဲ့အခါအခေါင်းပေါ်မှာအနီရောင်ဝစ်စာတစ်ခုအုပ်ထားတာကိုတွေ့ခဲ့ရပါတယ်။တခြားလူတွေကဘာမှကိုမှသတိမထားမိပေမဲ့မစ္စတာကင်ကတော့သူ့ရဲ့ကြွယ်ဝတဲ့အတွေ့အကြုံနဲ့ဒီအရာကိုမြင်ယုံတဲ့ဂျပန်လူမျိုးတွေရဲ့မြုပ်နှံမှုစနစ်ဖြစ်နေမှန်းသိရှိလိုက်ပါတယ်။အနီရောင်အဝစ်စာပေါ်မှာတော့သူ့ရဲ့အဖိုးရဲ့ယာတုနဲ့အဆင့်တွေရှိနေပြီးခုချိန်မှာမစ္စတာကင်ဟာအိမ်ပိုင်ရှင်ကဘာကြောင့်ဒီအရာအတွက်ငွေမြောက်များအသုံးချခဲ့လဲဆိုတာကိုနားလည်လိုက်ပါတယ်။သူ့ရဲ့အဖိုးဟာကိုရီးယားရဲ့သူရဲကောင်းတဦးမဟုတ်ပဲဂျပန်ဖက်စစ်တွေနောက်ကိုလိုက်ပါခဲ့တဲ့တစ္ဆာဖောက်တဦးဖြစ်နေကြောင်းသိသွားပါတယ်။ဒီအရာဟာဂူဘေးမှတ်တိုင်မှာနာမည်မရှိရခြင်းရဲ့အကြောင်းရင်းဖြစ်ပြီးသူတို့ကအနီရောင်ဝစ်စာကိုဆွဲလိုက်တဲ့အခါခေါင်းတလားကိုပတ်ထုံတစ်ပင်နဲ့ပြုလုပ်ထားတာကိုတွေ့ပါတယ်။ဒီအသားဟာအရင်နှစ်တွေကခေါင်းတလားပါတွေအတွက်အသုံးပြုတဲ့တစ်သားမျိုးစားဖြစ်ပြီးမြင့်မြတ်တဲ့တော်ဝင်မိသားစုတွေပဲအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။လုပ်ငန်းစဉ်တစ်ခုလုံးမှာပုံမှန်မဟုတ်တဲ့အရာတစ်ခုမှဖြစ်မလာခဲ့ပဲကောင်းကောင်းလှုပ်ဆောင်နိုင်ခဲ့တာကိုမြင်ရလို့မစ္စတာကင်လည်းစိတ်သက်သာရခဲ့ပါတယ်။မစ္စတာကင်ကအကျွေးစေးတစ်စိတ်ကိုဂူထဲကိုပစ်ချခဲ့ပါတယ်။အကြောင်းကတော့ဒီတင်ကားပြားပေါ်မှာစစ်သူကြီးတဦးရဲ့ရုပ်ပုံထွင်းထူထားလို့မထွက်ခွာရသေးတဲ့ဝိညာဉ်တွေကိုတုံလုံးခြောက်ချစေဖို့ရည်ရွယ်ပြီးချလိုက်တာဖြစ်ပါတယ်။နက်ဆရာတွေကလူတွေကိုဒီနေ့အတွက်အသားမစားဖို့ပြောခဲ့ပြီးနောက်ခေါင်းတလားကိုကားထဲကထွက်ခွာခဲ့ကြပါတယ်။ကြံခဲ့တဲ့ကုတူးသမားအချို့ကအတူမြုပ်နှံတဲ့ပစ္စည်းတွေရှိမလားဆိုတဲ့မျှော်လင့်ချက်နဲ့ပတ်ပတ်လည်ကိုဆက်လက်တူးခဲ့ပါတယ်။ဒါပေမဲ့အများကြီးမတူးရသေးခင်မှာပဲအနီနဲ့အနက်ရောင်ငွေတကောင်ရုတ်တရက်ပေါ်လာပါတယ်။ဒါပေမဲ့ငွေရဲ့ခေါင်းကသပင်ရှင်နဲ့လူတဦးပုံစံဖြစ်နေပါတယ်။မြေတူးသမားဟာကြောက်လန့်သွားတာကြောင့်ငွေကိုထိုးခုတ်လိုက်ရာနှစ်ပိုင်းပြတ်သွားပြီးငွေရဲ့စိတ်မချမ်းမြေ့ပွဲအော်ဟစ်တန်ကတတောင်လုံးဟိန်းထွက်သွားပါတယ်။ဒီထူးဆန်းတဲ့အော်တန်ကိုဂျင်ဟွာတူးတဲတာကြားခဲ့ရပြီးသူမကဘာဖြစ်နေလဲဆိုတာကိုမသိခဲ့ပါဘူး။သူမနားထောင်နေချိန်ကောင်းကင်ပေါ်ကရုတ်တရက်တိမ်တွေမဲမောင်သွားတာကိုသူမမြင်လိုက်ရကလေကလည်းပြင်းထန်စွာစတင်တိုက်ခတ်လာပါတယ်။ကားကတောင်ပေါ်မှထွက်ခွာလာချိန်မှာပဲမိုးကစတင်ရွာလာပါတော့တယ်။ကိုရီးယားလူမျိုးတွေရဲ့အယူအရမိုးရွာနေချိန်မိတကြိုချင်းကမကောင်းတဲ့နိမိတ်ဖြစ်ပြီးဒီအတွက်ကြောင့်ဝိညာဉ်ကိုကောင်းမွန်စွာလူပြန်မဝင်စားနိုင်အောင်ပြုလုပ်လိုက်လို့မှတ်ယူကြတာပါ။အဲဒါကြောင့်မစ္စတာကင်ကခေါင်းတလားကိုဆေးရုံတစ်ခုရဲ့အေးခန်းမှာထားပြီးနောက်ရက်မှနေကောင်းရက်တာတစ်ခုရွေးပြီးမိတကြိုဖို့အကြံပေးပါတယ်။အိမ်ပိုင်ရှင်ကချက်ချင်းပဲမိတင်ကြိုချင်းပေမဲ့သူဟာသူ့ရဲ့အဖိုးကိုမထိခိုက်စေခြင်းဒါကြောင့်မစ္စတာကင်ရဲ့အကြံပေးတာကိုလက်ခံခဲ့ပါတယ်။အဲနောက်မှာတော့အိမ်ပိုင်ရှင်ရဲ့အဆက်အသွယ်နဲ့အနီးနားမှာရှိတဲ့ကိုပိုင်ဆေးရုံတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။သူဟာတာဝန်ခံတအူးကိုငွေနှဲငယ်ပေးခဲ့ပြီးနောက်ခေါင်းတလားကိုအခန်းထဲယာယီထည့်ထားခဲ့ပါတယ်။ဒါပေမဲ့တာဝန်ခံကခေါင်းတလားကိုဖွင့်မထားတာသိသွားတဲ့အခါသူ့မှာလောဘစိတ်စတင်ဝင်လာပါတယ်။သူဟာလူတိုင်းထမင်းစားသွားမဲ့အချိန်ထိစောင့်ပြီးခေါင်းတလားကိုဖွင့်ဖို့ကြိုးစားပါတယ်။ခုလိုလှပတဲ့ခေါင်းတလားမျိုးရဲ့အတွင်းထဲမှာငွေကြေးအမြောက်အများတေချာပေါက်ရှိနေမယ်လို့ထင်ထားတာပါ။ဒါပေမဲ့သူကထောင်စုံတစ်ခုကိုကလော်ဖွင့်လိုက်ခါစားမှာပဲဂျင်ဟွာနဲ့ဘုံကျွန်တို့ပြန်လာခဲ့ပြီးသူတို့နှစ်ဦးဟာဒီမြင်ကွင်းကိုမြင်လိုက်ရလို့ချက်ချင်းတားခဲ့ပေမဲ့နောက်ကျသွားပါတယ်။အဖိုးရဲ့ဝိညာဉ်ကခေါင်းတလားထဲကနေထွက်လာပြီးထိတ်လန့်ဖွယ်ရာနာကျင်မှုတွေကတကားဝမှာရက်နေတဲ့ဂျင်ဟွာကိုမေးလဲသွားစေခဲ့ပါတယ်။မကြခင်မှာပဲမုန်တိုင်းဖြစ်ပွားနေတဲ့အတွင်းအမေရိကန်မှာနေထိုင်တဲ့အိမ်ပိုင်ရှင်ရဲ့ဖခင်ဟာသူ့ရဲ့ဖခင်ဖြစ်သူရဲ့ခေါ်တံကိုကြားလိုက်ရပါတယ်။သူဟာတကားကိုဖွင့်ပေးပြီးနောက်မှာတော့အေးဆက်တဲ့လေထုတစ်ခုကအခန်းကိုရိုက်ခတ်သွားပါတယ်။သူဟာထမင်းစားဝိုင်းဘက်ကစားတောက်နေတဲ့အတန်ကိုကြားခဲ့ရပြီးနောက်သူရဲ့နောက်ကျောဘက်ကနေလွင့်လာတဲ့အေးဆက်တဲ့လေထုကိုခံစားလိုက်ရပါတယ်။အဲ့ချိန်မှာပဲအဖိုးဟာမင်းကငါချန်ထားခဲ့တဲ့ယတနာပိုင်ဆိုင်မှုအမြောက်များကိုပျော်ပျော်ကြီးခံစားနေပြီးငါ့ကိုကြတော့အေးဆက်တဲ့တန်ကိုခံစားခိုင်းရတဲ့ပေါ်လို့ပြောပြီးအဖိုးဟာသူ့ရဲ့သားကိုနောက်ကနေကင်လိုက်ပြီးသားဖြစ်သူရဲ့ရင်ဘတ်ထဲကိုလက်နဲ့ထိုးသွင်းပြီးနှလုံးကိုဆွဲထုတ်ချေမွှပစ်ခဲ့ပါတယ်။ဒီအချိန်မှာသူ့ရဲ့ဇနီးတီဟာအခန်းထဲမှာ TV ကြည့်ပြီးကပ်နေခဲ့ပါတယ်။အဖိုးကလည်းသူ့ရဲ့ချွေးမနဲ့အတူလိုက်ကပ်ခဲ့ပြီးနောက်မှာတော့ချွေးမဖြစ်သူကိုကြမ်းပြင်ပေါ်ဖိချကသူမတည်သွားတဲ့အထိညှစ်တက်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဂျင်ဟွာကမိလဲရာကနေတတိပြန်လဲလာခဲ့ပါတယ်။သူမဟာနှာခေါင်းသွေးယူတာလောက်ပဲဖြစ်ခဲ့ပြီးကြီးမားတဲ့ပြဿနာမရှိခဲ့ပါဘူး
ဂျင်ဟွာကအဖိုးရဲ့ဝိညာဉ်ဟာသူ့ရဲ့သားသမီးမြင့်မြင့်တွေကိုဒုက္ခပေးဖို့သွားလိမ့်မယ်ဆိုတာကိုသတိရသွားပါတယ်။ဒါကြောင့်သူမကမစ္စတာကင်ကိုကိုရီးယားမှာရှိတဲ့အိမ်ပိုင်ရှင်ကိုကာကွယ်ဖို့အမြန်ပြောခဲ့ပြီးသူမကတော့ဖုံးကျွန်နဲ့အတူခေါင်းတလားရှိတဲ့အခန်းကိုသွားခဲ့ပါတယ်။သူမကဖုံးကျွန်ကိုဝိညာဉ်များခေါ်ဖို့အနံ့ထွက်စေမဲ့ထင်းရှုခတ်ကိုကောက်ယူဖို့ပြောပါတယ်။အဖိုးအိုဝင်လာတာနဲ့တပြိုင်တည်းမစ္စတာဂွန်ကသူ့ကိုဆွဲထိန်ထားဖို့ကြိုးကိုဆွဲဖို့ပြောပါတယ်ပြင်ဆင်မှုတွေပြီးစီးသွားပြီးနောက်မှာဂျင်ဟွာကစီကိုတီးခတ်ခြင်းနဲ့မော်ဆရာရဲ့ဝိညာဉ်ဟုခေါ်တဲ့တခြင်းကိုတီးဆိုပြီးနှမျိုးလုံးကိုပြုလုပ်ခဲ့ပါတယ်မကြခင်ဖုံးကျွန်ရဲ့လက်ထဲကထင်းရှုခတ်တွေဟာကျမ်းပြင်ပေါ်ကိုကျသွားပြီးအဖိုးရဲ့ဝိညာဉ်ကသူ့ရဲ့ကိုယ်ထဲသို့ပူးဝင်သွားခဲ့ပါတယ်အဲနောက်မှာတော့ဖုံးကျွန်ဟာအော့အန်ခဲ့ပြီးဝိညာဉ်ခေါ်ဆိုမှုကလည်းကြာရှုံးသွားခဲ့ပါတယ်မစ္စတာကင်ရဲ့ဘက်မှာတော့အိမ်ပိုင်ရှင်ရဲ့ဟိုတယ်တကားကိုဖွင့်ပြီးနောက်မှာသူဟာထူးဆန်းနေတယ်လို့ခံစားရပါတယ်သူဟာရေဘူးတစ်ဆက်ဘူးထိတောက်ခဲ့ပြီးမြေဖြစ်သူကဂျပန်စကားကိုအဆက်မပြတ်ပြောနေခဲ့ပြီးနောက်မှာတော့သူ့ရဲ့လေပင်က180ဒီဂရီလေထွက်သွားကပွဲချင်းပြီးတိတ်ဆုံးသွားခဲ့ပါတယ်မစ္စတာကင်ကအရာအလုံးတစ်ဖြည်းဖြည်းပျောက်ကွယ်နေတာကိုမြင်ပြီးသူဟာမိုးရွာသည်ဖြစ်စေမရွာသည်ဖြစ်စေဂယုစိုက်မနေပဲခေါင်းတလားကိုချက်ချင်းမိတင်ကြိုဖို့လွတ်ပါတယ်အဲနောက်သူကတော့အိမ်တော်ထင်းကိုအမေရိကန်မှာရှိတဲ့ပိုင်ရှင်ရဲ့မိသားစုစီဆက်သွယ်ဖို့နဲ့မိသားစုအားအခေါင်းကိုမိတင်ကြိုဖို့သဘောတူညီချက်ပေးဖို့ပြောခိုင်းပါတယ်ဒါပေမဲ့ပိုင်ရှင်ရဲ့ဖခင်လည်းသူ့ရဲ့အဖိုးရဲ့တပ်ဖြတ်ခြင်းကိုခံလိုက်ရပြီးဖြစ်တာမလို့အိမ်တော်ထင်းကသူ့ထံဆက်သွယ်လို့မရခဲ့ပါဘူးသို့တော့ကံကောင်းထောက်မစွာနဲ့ပိုင်ရှင်ရဲ့ဇနီးကြံနေသေးတာကြောင့်သူမရဲ့ခင်ပွန်းဖြစ်သူဟာအဖိုးရဲ့လက်ချက်နဲ့အသက်ဆုံးရှုံးခဲ့ရကြောင်းသိသွားပြီးနောက်မှာသူမကချက်ချင်းပဲမိတင်ကြိုဖို့သဘောတူခဲ့ပါတယ်ဒီအချိန်မှာပဲအဖိုးကလူနာဆောင်ခန်းကိုသွားခဲ့ကသူ့ရဲ့တူးတွေသောရှင်တန်ကျန်ရစ်သူကလေးငယ်ကိုဒုက္ခပေးဖို့ရောက်လာခဲ့ပါတယ်သူဟာကလေးရဲ့ရင်ဘတ်ပေါ်ကိုသူ့ရဲ့လက်ကိုတင်လိုက်ချိန်မှာဆေးရုံသုံးနှလုံးခုန်ဆက်ကနံပါတ်တွေဟာချက်ချင်းပဲပြောင်းလဲသွားခဲ့ပါတယ်ဒါပေမဲ့ကိုရီးယားမှာရှိတဲ့ခေါင်းတလားကမိတင်ကြိုချင်းစတင်နေပြီဖြစ်လို့မကောင်းဆိုးဝါးအဖိုးအိုဟာပြန်တန်းထွက်ခွာသွားခဲ့ရပါတယ်။အဲနောက်မှာတော့ပိုင်ရှင်ရဲ့ဇနီးတွေလည်းပူပန်ဆူညံခြင်းမရှိတော့ဘဲကလေးငယ်တွေလည်းပြန်လဲပုံမှန်ဖြစ်သွားခဲ့ပါတယ်။မစ္စတာကင်ကအရာအလုံးပြီးဆုံးသွားပြီလို့ထင်မှတ်နေတော့မှမျှော်လင့်မထားဘဲသူ့မှာရင်ဆိုင်ဖို့ပိုပြီးကြောက်စရာကောင်းတဲ့အရာတစ်ခု။စောင့်ကြိုနေပါပြီအဲ့ဒါကတော့အနီရောင်မွေဆိုးကိုတက်ပြီးနောက်မှာမွေကိုတက်ခဲ့သူပေါ်တင်းချိုင်းကူရဲ့ကျိန်စာဖြစ်ပါတယ်။သူအိမ်ပြန်ရောက်တဲ့အခါဖျားနာခဲ့ပြီးသူ့ရဲ့မျက်လုံးတွေကနေလည်းသွေးတွေစီးကျနေခဲ့ပါတယ်။အဲ့ချိန်မှာမစ္စတာကင်ကချက်ချင်းပဲရှာဖွေစုံစမ်းဖို့သွားပါတယ်။ဒီမွေဟာဝေးလံလာတဲ့ဂျပန်နိုင်ငံမှာအမျိုးသမီးတဦးရဲ့ကျိန်စာဖြစ်ကြောင်းသိခဲ့ရလို့ဒီမွေနဲ့တွေ့ခဲ့သူဘယ်သူမဆိုအပြင်းထန်ဖျားနာမှာဖြစ်လို့သူဒီမွေကိုရှာဖွေဖို့နဲ့ကျိန်စာခံရသူအတွက်ကျိန်စာဖြည့်လွတ်ခြင်းပြုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ခုလိုလုံးမှပဲဒီလူရဲ့အသက်ကိုကယ်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့မစ္စတာကင်ဆက်ပြီးလှုပ်ဆောင်နေချိန်မှာတော့သူဟာတန်ချောင်းကတခုခုကိုထိမိသွားတာကိုရုတ်တရက်ခံစားလိုက်ရကနောက်ထပ်ခေါင်းတလားတစ်ခုရှိနေသေးတာကိုရှာတွေ့ခဲ့ပါတယ်။ခုလိုနီလန်မျိုးကိုသူဟာအကြိမ်နှဲငယ်ကြုံတွေ့ဘူးပြီးသားဖြစ်ပေမဲ့အောက်ခြေကခေါင်းတလားဟာဒေါင်းလိုက်ဖြစ်နေကဒီပုံစံကိုမစ္စတာကင်ပထမဆုံးအကြိမ်မျက်မြင်ကိုတွေ့ကြုံဘူးတာဖြစ်လို့သူ့ရဲ့အဖွဲ့တွေကိုတင်းချိုင်းတို့ချက်ချင်းလာဖို့ဖုန်းခေါ်လိုက်ပါတယ်။အဲနောက်မှာတဝက်ခန့်လောက်တူးလိုက်တဲ့အခါအခေါင်းမှာပတ်ထားတဲ့စူးကြိုးတွေရှိနေတာကိုတွေ့ရှိခဲ့ရပြီးဒီစူးတွေကအပြင်ကလူတွေခေါင်းတလားကိုဖွင့်မှာကိုစိုးရိမ်လို့လားဒါမှမဟုတ်အတွင်းကအရာထွက်ပြေးမှာကိုကြောက်ရွံ့လို့လားဆိုတာကိုဝေခွဲမရခဲ့ပါဘူးပိုပြီးကြောက်စရာကောင်းတာကလူတွေကခေါင်းတလားကိုတူးထုတ်လိုက်တဲ့အခါဒီခေါင်းတလားဟာအလျား3 မီတာနီးပါးရှည်လျားနေခဲ့ပြီးဒီခေါင်းတလားကထူးဆန်းနေတော့လေခုချိန်ခါသူတို့ဟာအခြားအရာတွေကိုဂရုမစိုက်နိုင်တော့ဘဲမှောင်လူနီးပါးဖြစ်နေတာကြောင့်သူတို့ဟာခေါင်းတလားကိုတောင်အောက်တဲဆောင်ခိုင်းဖို့သာလုပ်ရပါတယ်အဲနောက်မှာသူတို့ကအနီးနားမှာရှိတဲ့ဘုံကြီးကျောင်းလေးတစ်ခုကိုရှာတွေ့ခဲ့ပါတယ်ကျောင်းထိုင်ဆရာတော်ကသူတို့ကိုလက်ခံခဲ့ပါတယ်မျောလင့်မထားတဲ့အရာတွေရန်ကနေကာကွယ်ဖို့အတွက်ခေါင်းတလားကိုကိုတောင်နဲ့ထည့်ထားဖို့ကင်ကလူတိုင်းကိုပြောပါတယ်ဂျင်ဟွာကလည်းခေါင်းတလားပတ်လည်မှာစံတွေကိုဖြန်းခဲ့ပြီးအခေါင်းရဲ့အပေါ်မှာအသွေးကိုလည်းလောင်းချခဲ့တဲ့ဒီချိန်မှာပဲပိုင်ရှင်ရဲ့ဇနီးရောက်လာတဲ့အခါသူမကသူမဖခင်ရဲ့ကူမဘယ်လိုလုပ်ပြီးနောက်ထပ်ခေါင်းတလားတစ်ခုရှိနေရတာလဲဆိုတာကိုဝေခွဲမရခဲ့ပါဘူးနောက်မှာတော့မစ္စတာကင်ကမင်းမြန်းကြည့်ရသူမကသူမရဲ့ဖခင်နဲ့ဂျပန်မိသားစုရဲ့ဓာတ်ပုံတစ်ပုံကိုထုတ်ပြပါတယ်သူမကသူမရဲ့ဖခင်အတွက်ဂူနေရာကိုရွေးချယ်ပေးခဲ့သူမမြေခွေးလို့ခေါ်ပြီးအလွန်နာမည်ကြီးတဲ့ဂျပန်တုတ်တန်မြေပြင်ဆရာတဦးဖြစ်တယ်လို့ပြောခဲ့ပါတယ်ဒီအရာကိုကြားရသဖြင့်မစ္စတာကင်ကပိုင်ရှင်မသေးဆုံးမီပြောခဲ့တဲ့စကားကိုချက်ချင်းသတိရသွားခဲ့ပါတယ်မြေခွေးကကြားရဲ့ခါကိုကိုက်ဖြတ်လိုက်ပြီးဆိုတဲ့စကားပဲဖြစ်ပါတယ်မြေခွေးကကြားရဲ့ခါကိုကိုက်တယ်ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကိုလည်းမစ္စတာကင်သဘောပေါက်သွားပါတယ်ကိုရီးယားကျွန်းဆွယ်မြေပုံဟာကြားပုံတန်ရှိပြီးဒီကူရှိတဲ့နေရာဟာကြားရဲ့ခါကိုရီးယားနိုင်ငံရဲ့38မြင်းပြိုင်တိုင်းသို့မဟုတ်ခါစစ်နေရာဖြစ်နေတာပါဂျပန်တွေကကိုရီးယားရဲ့အမျိုးသားရေးကန်ဆာတာကိုဖျက်တောက်ဖို့ဒီနေရာမှာတန်တိုင်းတစ်ခုကိုမြုပ်နှံခဲ့ခြင်းဖြစ်ပါတယ်ခဏအကြာမှာသူတို့ကကျင်းစာဖြည့်ခြင်းကိုစတင်ဖို့လုပ်ကြပါတယ်မနေ့ရောက်တဲ့အထိစောင်းရင်ခေါင်းတလားကိုမိတချို့ဖို့ယူဆောင်သွားကြမှာဖြစ်ပါတယ်ဆရာတော်ရဲ့စကားတွေအရမစ္စတာကင်လည်းဒီအရာဟာလွန်ခဲ့တဲ့အချိန်အတော်ကြာကတည်းကဖြစ်ကြောင်းသိလိုက်ပါတယ်အရင်ကဒီနေရာမှာကူပေးမှန်တွေတူပြီးဖျက်ဆီးသူအဖွဲ့တစ်ဖွဲ့ရှိခဲ့ပြီးသူတို့ရဲ့ရွေချက်ကတော့တောင်ထိပ်ကနာမည်မပါတဲ့ကူတွေကိုရောနှောဖျက်ဆီးပစ်ဖို့ဖြစ်ပါတယ်
ဒီအုပ်ကူကအလွန်မင်းထူးဆန်းတော်လဲမစ္စတာကင်ကဒီလောက်ထိဖြစ်မယ်မထင်ခဲ့ပါဘူးခေါင်းတလားကိုကင်တွယ်ဖို့မနဲ့ရောက်တာနဲ့သူတို့ကချက်ချင်းထွက်ခွာကြမှာဖြစ်ပါတယ်ဒါပေမဲ့လူတိုင်းအိပ်ပျော်နေကြချိန်မှာဖုံးဂျွန်ဟာသူ့ရဲ့ဆရာကသူ့အပေါ်မှာမတ်တက်ရက်နေတယ်လို့အိမ်မက်မက်ကသူ့မှာရှိတဲ့ကလေးစားတွေကိုချိတ်နဲ့ဆွဲယူနေတယ်လို့သူကအဆက်မပြတ်ပြောနေခဲ့ပါတယ်သူဟာမကောင်းဆိုးဝါးရဲ့ဖိညက်ချင်းခံနေရတာကိုသတိပြုမိပြီးဖုံးဂျုံကဒီအခြေအနေကိုဖြေရှင်းဖို့ဆူတောင်းစာကိုဆွဲခဲ့ပါတယ်သူဟာစိတ်မချလို့သူ့ရဲ့ဆရာကိုတွားရှာတင်တယ်လို့တွေးပေမဲ့သူ့ဆရာကအခန်းထဲမှာမရှိတာကိုတွေးခဲ့ရပြီးတခုခုဖြစ်နေကြောင်းသဘောပေါက်ပြီးသူကကားထဲမှာအိပ်ပျော်နေတဲ့ဂျင်ဟွာကိုနှိုးဖို့တွားခေါ်လိုက်ပါတယ်သူကသူမအားခေါင်းတလားကိုတွားရောက်စစ်ဆေးခြင်းတင်ကြောင်းပြောခဲ့ပါတယ်ဂျင်ဟွာကထထိုင်ဖို့ပြင်လိုက်ချိန်မှာပဲသူမအဖွားရဲ့ဝိညာဉ်ကသူမရဲ့လက်ကိုဆွဲပြီးဒီအရာဟာအန္တရာယ်များကြောင်းပြောပါတယ်သူမရဲ့အဖွားကလည်းမော်ဆီယာမတူဖြစ်ခဲ့ဘူးပြီးသူမကွယ်လွန်ပြီးနောက်သူမဂျင်ဟွာရဲ့ဘေးမှာအမြဲရှိနေခဲ့တာပါဒါပေမဲ့ဂျင်ဟွာကဖုံးချုံကိုလည်းခုလိုအန္တရာယ်ရှိတဲ့အရာကိုတူးရဲရင်ဆိုင်ခိုင်းဖို့မလိုလားခဲ့ပါဘူးသူတို့နှစ်ဦးကိုတောင်ကိုရောက်လာတဲ့အခါမှာခေါင်းတလားကိုတယောက်ယောက်ဖွင့်ထားတာကိုတွေ့ခဲ့ပါတယ်ဆန်တွေနဲ့မြင်းသွေးတွေရှိနေတာတောင်မှအတွင်းထဲကမကောင်းဆိုးဝါးဝိညာဉ်ဟာလွတ်မြောက်သွားခဲ့ပြီဖြစ်ပါတယ်ဆရာတော်ရဲ့ရုပ်အလောင်းကိုလည်းဘေးမှာတွေ့လိုက်ရပြီဂျင်ဟွာကဒီအရာကိုမြင်လို့ဖုံးချုံတို့အဖွဲ့ကိုတွားခိုင်းလိုက်ပြီးသူမကိုယ်တိုင်ကတော့ဘာဖြစ်ခဲ့လဲဆိုတာကိုစစ်ဆေးဖို့နေခဲ့ပါတယ်ပထမဦးစွာသူမကခေါင်းတလားထဲမှာအုတ်ထုတ်တစ်ခုကိုတွေ့ခဲ့ပြီးနောက်တကားအပြင်ဘက်မှာအရေးတစ်ခုကိုမြင်လိုက်ပါတယ်သူမလည်းအပြင်ကိုထွက်လာခဲ့ပြီးနောက်မှာတော့အရက်2 မီတာကျော်မြင့်တဲ့လူတအူးမတ်တက်ရက်နေတာကိုချက်ချင်းမြင်လိုက်ရတယ်အဲ့ချိန်မှာပဲဝိညာဉ်ကငါဒီနေရာကိုငါအုတ်ထုတ်ကိုထားဖို့လာတာလို့ပြောကသူကလူသားမျိုးနွယ်လားလို့မေးကဂျင်ဟွာကမကောင်းဆိုးဝါးဟန်ဆောင်ကတူးထောက်ပြီးဝိညာဉ်နဲ့စကားပြောဖို့ဂျပန်စကားနဲ့ပြောပေမဲ့ဝိညာဉ်ဆိုးကရိပ်မိသွားခဲ့ပါတယ်ဂျင်ဟွာစွန့်အနေချိန်မှာပဲမကောင်းဆိုးဝါးဝိညာဉ်ကအိမ်ရဲ့ခေါင်းမိုးပေါ်မှာမတ်တက်ရက်နေတာကိုသူမမြင်လိုက်ရပါတယ်အဲ့ချိန်မှာဝိညာဉ်ကမင်းကလူသားပဲဟုပြောကမကောင်းဆိုးဝါးဝိညာဉ်ကအနားရောက်လာချိန်မှာဂျင်ဟွာလည်းကြောက်လန့်တကြားတကားကိုတွန်းဖွင့်ပြီးထွက်ပြေးခဲ့ရပါတယ်ဖုံးဂျုံကအတန်ကြားလို့နောက်ကလိုက်လာပြီးမကောင်းဆိုးဝါးဝိညာဉ်ကိုထိုးဖို့တန်တုပ်တွေကိုအသုံးပြုခဲ့ပေမဲ့မကောင်းဆိုးဝါးမှာတန်ချက်ကဝစ်စုံကြောင့်မထိခိုက်ပဲဖုံးဂျုံမှာမကောင်းဆိုးဝါးဝိညာဉ်ရဲ့ထိန်းချုပ်ခြင်းကိုခံလိုက်ရပါတယ်အဲ့နောက်မှာမကောင်းဆိုးဝါးကသူ့ရဲ့လက်ကိုဖုံးဂျုံရဲ့ပိုက်ထဲထိုးလိုက်ပါတယ်မကောင်းဆိုးဝါးဝိညာဉ်ကစင်ဟွာကိုတိုက်ခိုက်ဖို့ပြင်လိုက်ချိန်မှာပဲဘေးနားမှာရှိတဲ့ဇေဒီမျောစင်လေးကိုမြင်ပြီးမကောင်းဆိုးဝါးဝိညာဉ်ကကောင်းကင်ကိုကြည့်လိုက်ပြီးနောက်လက်အုပ်ချီကန်တော့လိုက်ပါတယ်သူ့ရဲ့ပါးစပ်ကကျန်းစာကိုစတင်ရွတ်ဖတ်ပြီးမကြခင်မှာခန္ဓာကိုယ်ကမီးတောက်မီးရှံတွေထွက်လာပြီးမီးလုံးကြီးတစ်ခုအဖြစ်ပြောင်းသွားကကောင်းကင်မှာစက်ဝိုင်းပုံစံပြန်တန်းပြီးထွက်သွားခဲ့ပါတယ်ဖုံးဂျုံလည်းတေလူမျိုးပါအခြေအနေဖြစ်နေလို့ဆေးရုံချက်ချင်းပို့ခဲ့ကြပါတယ်အရေးပေါ်ကူတာပြီးနောက်မှာဆရာဝန်ကဖုံးဂျုံရဲ့အသက်ကိုကယ်ခဲ့နိုင်ပေမဲ့လည်းသူဟာအသက်အန္တရာယ်ထိခိုက်ထားလို့ဆေးရုံမှာပဲအခြေအနေစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒီချိန်မှာကြောရိုးဆိုတဲ့စကားလုံးကိုကြားပြီးနောက်မှာမစ္စတာကင်ကနေရန်ပေါ်ရှိတပ်ပုံကိုသတိရသွားပါတယ်ဒုတိယကမ္ဘာစစ်ပွဲကြီးပြီးနောက်မှာကိုရီးယားနဲ့မြောက်ကိုရီးယားကိုပိုင်းခြားထားတဲ့38မြင်းလိုင်းကိုကြောရိုးလို့ခေါ်နေတာကိုသတိရသွားပြီးမစ္စတာကင်ကတခုခုကိုသဘောပေါက်သွားပါတယ်အဲ့နောက်တော့သူဟာချက်ချင်းကားမောင်းထွက်လာကရှာဖွေပြီးနောက်ကင်ဟာအုတ်ကူတူးဖြက်စီးသူအဖွဲ့အုံပြုခဲ့တဲ့စက်ပစ္စည်းကိရိယာတွေကိုရှာတွေ့ခဲ့ပါတယ်အန်ဆွဲတဲကနေသူ့တန်မြေပြင်ဒိုင်ယာရီစာအုပ်တအုပ်ကိုရှာတွေ့ခဲ့လို့စစ်ဆေးနေချိန်မှာအုတ်ကူတူးဖြက်စီးသူအဖွဲ့ရဲ့ဓာတ်ပုံတစ်ပုံကိုမြင်တွေ့ခဲ့ရပြီးဓာတ်ပုံရဲ့နောက်ကွယ်မှာသူတို့အဖွဲ့ကိုတန်နဲ့သွေးအဖွဲ့လို့ခေါ်တာကိုသိလိုက်ပါတယ်။ဒိုင်ယာရီတဲကအကြောင်းအရာတွေကတဆင့်မစ္စတာကင်ဟာဒီလူစုကဂူတူးဖြက်စီးသူတွေမဟုတ်ပဲမျိုးချစ်စိတ်ရှိတဲ့သူ့တန်မော့ဆရာတွေအဖွဲ့ဖြစ်တာကိုလည်းထပ်မံသိလိုက်ရပါတယ်။သူလည်းမြေခွေးကကြားရက်ခါကိုကိုက်ဖြတ်သည်ဟူသောစကားရဲ့စစ်မှန်တဲ့အတိတ်ပဲကိုနားလည်သွားခဲ့ကသူဟာဒီအုတ်ကူတဲကအပိုင်းအစတစ်ခုခုကိုတူးဖို့ကိုအုတ်ကူစီကိုထပ်ပြီးတွားရှာပါတယ်။ဒါပေမဲ့မျှော်လင့်မထားပဲသူတူးပြီးနောက်မှာတော့မစ္စတာကင်ကမကောင်းဆိုးဝါးဝိညာဉ်ဒီနေရာပြန်လာတာကိုမြင်တွေ့လိုက်ပါတယ်ကင်လဲထက်လန့်သွားပြီးကံကောင်းစွာနဲ့နေကင်းဘက်ဖြစ်နေတာကြောင့်မကောင်းဆိုးဝါးဝိညာဉ်ကသူ့ကိုဘာမှမလုပ်နိုင်ခဲ့ပါဘူးအိမ်ပြန်ရောက်ပြီးနောက်မစ္စတာကင်ကလူတိုင်းကိုဖုန်းခေါ်ခဲ့ပါတယ်ကိုရီးယားကျွန်းဆွယ်ကြီးမကွဲပြားသေးခင်အချိန်ကဒီမြေပြင်ဟာကြားတကောင်ပုံတန်ရှိခဲ့တယ်လို့သူကပြောပြပြီးဒါပေမဲ့ဂူမတ်တိုင်ပေါ်မှာထွင်းထူထားတဲ့ဒီနေရာကကြားရဲ့ခါနေရာဖြစ်ပြီးဂျပန်နိုင်ငံရဲ့တုတ်တံမော်တက်ကကြားရဲ့ခါအလဲတစ်တဲမှာတန်တိုင်းတိုင်းကိုရိုက်နှက်မြုပ်နှံခဲ့တဲ့ရွေချက်ကတော့ကျွန်းဆွယ်တစ်ခုလုံးရဲ့ကံကြမ္မာကိုတက်ပြစ်ဖို့ဖြစ်တယ်လို့ရှင်းပြပါတယ်အရင်ခေတ်ကတန်နဲ့သွေးဖွဲ့ဟာဒီအကြောင်းကိုသိခဲ့ရပြီးသူတို့ဟာတန်တိုင်းကိုဖယ်ရှားပစ်ဖို့အခွင့်အရေးရှာရန်အနီးနားရှိတဲ့ဘုံကြီးကျောင်းမှာနေထိုင်ပြီးရှာဖွေခဲ့ပါတယ်။မကောင်းဆိုးဝါးဝိညာဉ်ရဲ့တာဝန်ကတော့ဒီတန်တိုင်းကိုကာကွယ်ဖို့ဖြစ်ပြီးတကယ်လို့ဒီတန်တိုင်းကိုမဖယ်ရှားနိုင်ရင်မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားတို့ဟာမကြာမီပျက်စီးသွားလိမ့်မယ်လို့ပြောပြလိုက်ပါတယ်။ဒီတန်တိုင်းကိုဖျက်ဆီးလိုက်ရင်အဆောက်အအုံပြုနေတဲ့မကောင်းဆိုးဝါးဝိညာဉ်လည်းသူ့ဖာသာပျက်စီးသွားမှာပါ။မစ္စတာကင်ရဲ့သဘောထားကခိုင်မာနေတာကြောင့်ဆင်ရနဲ့ရောင်အန်းတို့ဟာနောက်ဆုံးမှသဘောတူခဲ့ပါတယ်ဂျင်ဟွာကသူမကောင်းဆိုးဝါးဝိညာဉ်ကိုမအောင်နိုင်ပေမဲ့ဘေးကင်းစေဖို့အတွက်သူ့ကိုတနာရီလောက်ထိန်းထားနိုင်မဲ့နည်းလမ်းရှိတယ်လို့ပြောပါတယ်ဂျင်ဟွာကကိုယ်ပေါ်မှာပြည့်နေနေအောင်ကျန်းစာတွေကိုလည်းရေးပြီးမကောင်းဆိုးဝါးဝိညာဉ်တွေတိုက်ခိုက်တာကနေကာကွယ်ဖို့လုပ်ပါတယ်တောင်ပေါ်ကိုရောက်တော့မှောင်နေခဲ့ပြီး
မကောင်းဆိုးဝါးဝိညာဉ်စားဖို့ငါးတွေကိုတွင်းထဲပစ်ချခဲ့ပါတယ်။အဲ့နောက်မနက်2 နာရီအထိစောင့်ဆိုင်းခဲ့ပြီးကြီးမားတဲ့လက်တစ်ဖက်ကမြေကြီးထဲမှထွက်ပေါ်လာပြီးငါးကိုကောက်လိုက်ပါတယ်။မြေကြီးထဲကမကောင်းဆိုးဝါးထွက်လာပြီးလမ်းတစ်လျှောက်ငါးတွေကိုကောက်ယူကပါဆက်ထဲထည့်ပြီးစားကာဂျင်ဟွာပြင်ဆင်ထားတဲ့နေရာကိုရောက်တော့မျက်ခြောက်တွေကိုချက်ချင်းမိရှို့လိုက်ပြီးတစ်ပင်နဲ့ထည့်လိုက်ကြပါတယ်။အချိန်မှာမစ္စတာကင်နဲ့ရောင်ကွန်တို့ဟာတွင်းထဲကိုဆင်းပြီးချက်ချင်းပဲအသက်ဆွန့်တူးကြပါတယ်။ဂျင်ဟွာရဲ့ဘက်မှာတော့စကားပြောပြီးနောက်ဒီမကောင်းဆိုးဝါးဝိညာဉ်ကစစ်သူကြီးပေါင်း1000ကျော်ရဲ့အထွေထွေစစ်တေနာပတိချုပ်ဖြစ်ကြောင်းသူမသိရှိလိုက်ပါတယ်။နောက်ဆုံးမှာမြေခွေးကသူ့ကိုဂျပန်မှာအင်အားအကြီးဆုံးမကောင်းဆိုးဝါးဖြစ်လာစေမဲ့ခန္ဓာပြုလုပ်ခဲ့ပြီးသူဟာခေါင်းတလားထဲမှာထာဝရရှိနေစေဖို့ပိတ်ဆို့ခဲ့တာပါရည်ရွယ်ချက်ကတော့ကိုရီးယားရဲ့ကံကြမ္မာကိုတဖြည်းဖြည်းချင်းပျက်စီးစေဖို့ဖြစ်ပြီးမစ္စတာကင်ရှာဖွေနေတဲ့တန်တိုင်ကမကောင်းဆိုးဝါးဝိညာဉ်သားဖြစ်နေပါတယ်ပြီးတော့ဒီနေရာမှာမြုပ်နှံထားတဲ့အိမ်ပိုင်ရှင်ရဲ့အဖိုးကတော့သူ့ရဲ့လှည့်ကွက်တစ်ခုသာဖြစ်နေခဲ့ပါတယ်မစ္စတာကင်ဟာနာယီဝက်မကတူးခဲ့ပေမဲ့တန်တိုင်ကိုမမြင်ရသေးပါဘူးဒါပေမဲ့ကင်ကဆွဲမလျှော့ပဲထပ်တူးနေခဲ့ပါတယ်ဒီအချိန်မှာပဲဂျင်ဟွာကိုမကောင်းဆိုးဝါးဝိညာဉ်ကရှာတွေ့သွားပြီးသူမနေရာမှာတင်တေးရတော့မယ်လို့တွေးနေချိန်သူမရဲ့အဖွားဝိညာဉ်ရောက်လာပြီးဂျင်ဟွာကိုချက်ချင်းထွက်သွားခိုင်းခဲ့ပါတယ်။ဝိညာဉ်နှစ်ခုအပြန်အလှန်တိုက်ခိုက်နေကြချိန်မကောင်းဆိုးဝါးဝိညာဉ်ဟာတင်ချိုင်းကူထဲမှာတစုံတဦးရှိနေတာကိုခံစားမိပြီးချက်ချင်းပဲကောင်းကင်ထဲကိုပြန်တန်းသွားတဲ့မီးလုံးကြီးအဖြစ်ပြောင်းလဲသွားပါတယ်။မစ္စတာကွန်နဲ့ဂျင်ဟွာတို့ဟာတင်ချိုင်းကူစီချက်ချင်းပြေးသွားကြကာမစ္စတာကင်ဟာမရက်မနာဆက်လက်တူးနေပြီးကောင်းကင်ကမီးလုံးကြီးကိုမြင်လိုက်ရတဲ့အခါခဏတာစွန့်သွားပါတယ်။မစ္စတာကွန်ကအော်ပြောခဲ့ပေမဲ့ဘာမှမတုံ့ပြန်ခဲ့ပါဘူး။ဒီချိန်မှာမကောင်းဆိုးဝါးရောက်လာပြီးကင်ရဲ့ပိုက်ထဲကိုသူ့ရဲ့လက်နဲ့ထိုးဆိုင်ပြီးပြန်ဆွဲထုတ်လိုက်ပါတယ်။ဂျင်ဟွာကသူမပြင်ဆင်ထားတဲ့မြင်းသွေးတွေနဲ့မကောင်းဆိုးဝါးဝိညာဉ်ကိုတိုက်ခိုက်လိုက်တော့ချက်ချင်းနောက်ကိုပြန်ပြေးသွားပါတယ်။ဒါပေမဲ့မြင်းသွေးကမကောင်းဆိုးဝါးကိုနာကျင်စေပေမဲ့ဘာမှဖြစ်မသွားပါဘူး။သူတို့မစ္စတာကင်ရဲ့ဒဏ်ရာကိုကြည့်ပေးနေချိန်မှာနောက်ကနေမကောင်းဆိုးဝါးဝိညာဉ်ကပြန်ဝင်လာပြီးတိုက်ခိုက်ပါတယ်သူတို့ဒီနေရာမှာတေးရတော့မှာကိုမြင်ပြီးဂျင်ဟွာကတန်တိုင်ကမကောင်းဆိုးဝါးဝိညာဉ်ရဲ့ကိုယ်ထဲမှာရှိနေတာလို့ပြောလိုက်ချိန်မှာမစ္စတာကင်ကသဘောပေါက်သွားပြီးတော့သူ့ရဲ့ကိုယ်ပေါ်ကမြင်းသွေးကိုတစ်သားတုပ်ပေါ်မှာတုပ်လိုက်ပြီးမကောင်းဆိုးဝါးဝိညာဉ်ရဲ့ကြောပြင်စီဓာတ်ရိုက်လွှဲခုတ်လိုက်ပါတယ်မစ္စတာကင်ဟာခွန်အားလုံးကိုအသုံးပြုပြီးနောက်တစ်ချိန်မကောင်းဆိုးဝါးဝိညာဉ်ကိုနှစ်ပိုင်းပြတ်အောင်ခုတ်ပစ်လိုက်ပါတယ်အဲနောက်မှာတော့ဝိညာဉ်ဆိုလဲအဆုံးသတ်သွားကအရာအလုံးပြီးသွားချိန်မစ္စတာကင်လည်းအရေးပေါ်ကူတာမှုခံယူခဲ့ပါတယ်သူတို့အားလုံးရဲ့အသက်ကိုကယ်နိုင်ခဲ့ပြီးဘေးကမ်းမှာဖုံးချုံနဲ့အတူဆေးရုံတက်ခဲ့ကြပါတယ်ဒါပေမဲ့ခုရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့လူတက်မှုတွေကိုရဲတပ်ဖွဲ့ကတောထဲဝက်ဝင်ရိုင်းတွေကြောင့်ဖြစ်ရတာလို့မှတ်ယူကလူပြောများလာတဲ့ဇလံတပုတ်ပြီးဆုံးသွားပါတယ်